Goodbye, Bloody Mary.အခန်းကိုဆက်သိမ်းပိုင်းတင်ယူခြင်းတခန်းကိုအယောက်30နီးပါးရှိတဲ့အခန်းတစ်ခုထဲကျွန်တော်ရောက်သွားတယ်။ PC ကန်းထဲကထွက်လာတဲ့ကျွန်တော်အတွက်နိဗ္ဗာန်ဘုံပါပဲ။လူတွေဟိုဟိုဒီဒီရှောက်လို့ရအောင်ကျင်ဝန်းတယ်။ရေချိုးအုပ်ကန်အကြီးကြီးနှစ်ခုအခန်းထဲမှာပါပြီးသား။အိမ်သာနှလုံးကအခန်းထောက်မှာလူ30ပညာနယ်ရန်ကပ်ပြီးရင်စိုးလောက်မြင့်တဲ့တစ်သားကွက်ပြစ်ပေါ်မှာအိတ်ဖို့နေရာပေးထားတယ်။အရေးကြီးဆုံးအချက်ကမျက်နှာစာကဟာလာဟင်းလင်းကြီးတန်တိုင်းတွေတော့ကာထားတာပေါ့။အလင်းရောင်ကောင်းကောင်းရတယ်။သတင်းစာဖတ်ရတယ်။မိမပုံတွေကိုတော့ငွေမင်တုပ်ပြီးစင်စာဖြတ်ထားတာရဲ့။ Reader Digest မဂ္ဂဇင်းအဟောင်းတွေဖတ်ရတယ်။အကျဉ်းသားတွေကတော့လူမျိုးအစုံပဲ။တရုတ်၊ကလာ၊ဗီယက်နမ်၊မလေး၊အင်ဒို၊ဗမာဥရောပတိုက်သားအစရှိသဖြင့်ကာလာဆုံးပါပဲတရုတ်ကလာအများစုက overstay အမှုတွေများတယ်ကျန်တဲ့လူတွေကရာဇဝတ်မှုတွေနှိပ်ချီတဲ့အမှုတွေကြီးပဲဗီယက်နမ်ကပိုင်း၌မလေးဆေးကြောက်ပစ်သမားအင်ဒိုနီးရှားဓမြအရှေ့ဥရောပကလာပြီးအာရှတခွင်က ATM ငွေထုတ်ဆက်ကိုဖောက်ထွင်းတဲ့အုပ်စုစသဖြင့်ရှုပ်ရှက်ခတ်နေတဲ့ background တွေနဲ့ရဲ့ပထမဆုံးရက်တွေမှာခက်တန်းတန်းဖြစ်နေခဲ့ပေမဲ့ရက်ကြာလာတာနဲ့အမျှကျွန်တော်ဟာအခန်းပေါ်တွေနဲ့ရင်းနှီးလာခဲ့ပြီစက်ပြာတုံးနဲ့လှုပ်ထားတဲ့အန်စာသီးတွေကိုခောက်ပြီးကစားရတဲ့လောင်ကစားနည်းကိုအုပ်စုဖွဲ့ပြီးကစားတတ်လာတယ်လောင်ကြီးကတော့မနက်တိုင်းရတဲ့ပေါမုတ်တစ်ချက်ပေါ့တချို့ဆိုရင်အန်စာရှုံးလွန်းလို့မနက်စာပေါမုတ်တစ်လနှစ်လလောက်ငတ်ကုန်တာတွေ့ရတယ်အခန်းပေါ်တွေနဲ့တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာတဲ့အခါကျွန်တော်ဟာစေးကြောက်တွေ VCD ချက်တွေဘလို့မှောင်ခိုသွင်းရတယ်ဆိုတာသိလာတယ်လူကျက်တဲ့ယထာပေါ်မှာကပိုက်ဘလို့နှိုက်ရတယ်လဲလက်တွေ့သင်ခန်းစာအနေနဲ့တရုပ်ပြတာတွေကြည်ရင်နားလည်လာတယ်။ဘဏ်ကငွေထုတ်ပြီးထွက်လာတဲ့လူတွေကိုဘလို့ချင်းကပ်မယ်ထွက်လန်းဘလို့ရှာမယ်ဘလို့လူပြီးဘလို့ခြေရာဖျောက်ရမယ်ဆိုတာတွေသဘောပေါက်လာတယ်။ကျွန်တော်သဘောအကျဆုံးက ATM ဆက်တွေကိုဖောက်ထွင်းတဲ့အရှိဥရောပအုပ်စုပဲ။တာမန်ရာဇဝတ်ကောင်တွေနဲ့မတူဘူး။သူတို့က mastermind လို့ခေါ်တဲ့အစစ်မြင့်တခိုးတွေ။ ATM ဆက်ထဲမှာသုံးတဲ့ electronic ပစ္စည်းတွေကိုလေ့လာငွေထုတ်ဆက်ရဲ့အုံနောက်အဖြစ်သုံးထားတဲ့ chips ကိုလွှမ်းမိုးနိုင်တဲ့ပစ္စည်းလေးတီထွင်အကြိမ်ကြိမ်စမ်းတက်လို့အောင်မြင်ပြီးဆိုတော့မှလူအုပ်စုခွဲပြီးတစ်ကမ္ဘာလုံးပတ် ATM ဆက်တွေတဲ့သူတို့ပစ္စည်းကိုထိုးထည့်ပြီးငွေတွေအကန့်အသတ်မဲ့ထုတ်ယူကြတာတဲ့တဲမိုက်တွေမောင်တွေပါလားလို့အထင်ကြီးမိတယ်အခန်းထဲကလူမျိုးစုံနဲ့အစဉ်ပြေပြေပြောဆိုဆက်ဆံနေတဲ့ဗမာချာတိတ်လေးကျွန်တော်ကိုပေါင်းရတင်းရတာအစဉ်ပြေတဲ့ကောင်လေးလို့ယူဆပုံရပြီးထောင်ကထွက်ရင်ငါတို့နဲ့အတူတူအလုပ်လုပ်မလားလို့ခေါ်နေသေးတာရဲ့ဒီလိုနဲ့အဲ့ဒီအခန်းလေးထဲမှာကျွန်တော်ပျော်ပျော်ရွှင်ရွှင်ရှင်သန်နိုင်သွားခဲ့ပြီကျိန်တန်ထိသွားတဲ့ရက်ကရေချိုးရင်အနာရင်းမှဆိုးလို့ရေနှစ်ရက်မချိုးတာကလွယ်ပြီးနေတိုင်းရေဝဝချိုးတယ်တရက်တနာရီအပြင်ထွက်ရတဲ့အခါချင်းခတ်တယ်ဘောလုံးကန်တယ်အခန်းထဲမှာတိုင်းမှန်မှန်ထိုးတယ်ထောင်စာကြီးတိုက်ကအင်္ဂလိပ်လိုရေးထားတဲ့ဝတ္ထုမဂ္ဂဇင်းမှန်သမျှအကုန်ငှားဖတ်တယ်ခန္ဓာကိုယ်ရောစိတ်ဓာတ်ပါအစမတန်ကျမ်းမာတန်ဆွမ်းလာခဲ့ပြီညတိုင်းကျရင်ကဘာတဝန်းကလာတဲ့ရာဇဝတ်ကောင်တွေဝိုင်းဖွဲထိုင်ရင်သူတို့ကြုံခဲ့ရတဲ့ဒုံလုံးဖွယ်ရာလော်ကီထုတ်ပတ်လူရိုးဆက်တွေတယောက်တလက်ပြောပြနေတာကိုအန်အော်တကြီးနားထောင်တယ်ဒီလိုနားထောင်လာတာညာပေါင်းများစွာကြာလာပြီးနောက်မှာအွန်ရီချာရီစာအုပ်ထဲကဘာဘီယွန်ကိုကျွန်တော်နားလည်သွားခဲ့တယ်တကယ်တော့ဘာဘီယွန်ဆိုတဲ့ရာဇဝတ်ကောင်ဟာတယောက်တည်းဟုတ်ချင်မှဟုတ်လိမ့်မယ်လို့နားလည်စာပြုလာတယ်အွန်ရီချာရီဟာတရေကျွန်းပေါ်အကျဉ်းကျဘူးရင်ဘေဘီဝဲယာကရာဇဝတ်ကောင်တွေစီကကြားဘူးခဲ့တဲ့ဇလန်းတွေကိုစုပေါင်းပြီးသူ့ဇက်ကောင်ကိုဖန်တီးခဲ့တာပဲဆိုတာမြင်သွားခဲ့တယ်။ဒါပေမဲ့တကယ်ဟုတ်ချင်းမဟုတ်ချင်းကလည်းအရေးမကြီးတော့ပါဘူး။အ ਨੇ ဆုံးတော့သူ့ဇက်ကောင်ကိုသဘောကျခဲ့မိတဲ့ကျွန်တော်ဟာအလုံးပိတ်အခန်းထဲမှာမယူသွားအောင်တောင်းခံနိုင်ခဲ့တယ်မဟုတ်လား။လွတ်မြောက်သွားသူအချိန်တွေကြာလာတာနဲ့အမျှကျွန်တော်တို့အခန်းထဲကလူတွေဟာတိုးလိုက်ရော့လိုက်ပါပဲဗမာတွေလည်းရောက်လာတတ်တယ်များသောအားဖြင့် ICA case လို့ခေါ်တဲ့ရက်ကျော် overstay အမှုတွေပါပဲဒါပေမဲ့ဘာလို့မှမသိဘူးသူတို့ကိုတခန်းထဲကြာမထားဘူးတပတ်လောက်နေရွှေ့ပြစ်လိုက်တယ်ထောင်ကကြီးလွန်ပြီးအဆောင်တွေများလွန်းတော့ဘယ်နှရောက်သွားမှမသိဘူးရဲ့သူတို့ဇလန်းတွေကလည်းရီရအခက်ငိုရအခက်တွေကြီးပါပဲဂီလန်းကတရုတ်ထမင်းဆိုင်မှာညဘက်ထမင်းဟင်းချက်အလုပ်လုပ်တဲ့ဝါလုံးဗမာနှစ်ကောင်ရဲ့ဇလန်းဆိုပါတော့တညလုံးမိုးလင်းပေါက်အလုပ်လုပ်ပြီးအိမ်ပြန်တော့ထုံးစံအတိုင်းအိတ်တယ်
အိတ်လိုကောင်းနေတော့မနက်ခင်း10 နာရီလောက်မှာသူတို့ဘေးအခန်းမီးလောင်ရောနှကောင်းသားအိတ်ကောင်းကောင်းနဲ့အိတ်နေတော့ကလုံးဝမနှိုးဘူးတဲ့မီးသက်သမားတွေလှေကားနဲ့တက်လာပြတင်းပေါက်ကဝင်လာပြီးနှိုးမှအိမ်မုံစုံမွားနဲ့ထလာတယ်မီးသက်လှေကားကနေတဆင့်အောက်ကိုဆင်းတော့အောက်မှာလူအုပ်ကြီးဖြစ်နေပြီအောက်လဲရောက်သွားရောလူနာတင်ကားပေါ်တက်ခိုင်းတယ်အောက်ဆီဂျင်တွေဘာတွေပေးတာ哦နှကောင်းသားငြိမ်ခံမနေပဲအိုးရပါတယ်ငါတို့ဘာမှမဖြစ်ပါဘူးဆိုပြီးအောက်ပြန်ဆင်းတယ်အောက်အဆင်းမှာစစ်ချက်ယူမဲ့ရဲကစောင့်နေပြီမှတ်ပုံတင်ပြဆိုတော့ဟီမရှိဘူးတဲ့ဩမှတ်ပုံတင်မရှိတဲ့ကောင်နေလားဒါဆိုရဲစခန်းလိုက်ခဲ့ပြီးတော့ဆိုပြီးပါသွားတာပါပဲကွာတဲ့အသားလေးမိန်နေပြီးလူနာတင်ကားနဲ့ဆေးရုံထိလိုက်သွားဆေးရုံကနေမှထွက်ပြေးရင်လွတ်နေမဟာကိုကွာသူတို့နှစ်ယောက်လိုလူတွေကဒီတိုင်းပြည်ကိုအချိန်ချင်းဝင်ထွက်ထောင်းလဲအချိန်ချင်းကြာဘူးတော့ဝါရစ်နေတဲ့လူတွေပေါ့ရဲတွေကအမှုစစ်တာတော့ရှေရှေဝေးဝေးပြောမနေဘူးဟဲ့အောင်နေဟိုဘက်လက်ဆိုပြီးဖိန်ချုပ်ကြည့်ရပဲတင်မမှာကျင်ရိုက်ခံထားတဲ့ဒဏ်ရာဟောင်းရှာတာတွေးပြီးဆိုတာနဲ့ဂိုင်းအမှုဟောင်းတော့ကတုံးခဲ့တဲ့နာမည်လေးပြန်ပြောပြီးတော့ဆိုပြီးဖိုင်အဟောင်းကိုကွန်ပျူတာထဲပြန်ရှာတော့တာပဲတဲ့လွယ်ကူသွားတာပေါ့လေသူတို့ချင်းချင်းပြောနေရလဲကြည့်အောင်မင်းစီမှာပတ်စံပါလာသေးရမလားအိမ်ပြန်ဖို့ရက်စင်ရင်ငါ့လေရင်လမ်းမပူခဏချီနော်ရန်ကုန်ပြန်ရောက်ရင်ပြန်ဆက်ပါလားဟဲ့ဒီတစ်ခေါက်ဒီပြန်ရောက်ရင်ပေးမယ်လေပြီးရောအဲ့လူတွေကထောင်းဝမလို့သေးဘူးပြန်လာဖို့ရည်ရွယ်ပြီးသားတကယ်လက်ကောက်တွေဆိုပါတော့ကျွန်တော်တို့အခန်းထဲမှာသူတို့ကြာမနေရဘူးအခန်းပြောင်းသွားရတယ်တပတ်လောက်နေတော့ဘောင်းမီအနီဝစ်ပြီးထမင်းစားချိန်မှာထမင်းလိုက်ဝေတဲ့လူတွေအဖြစ်ပြန်တွေ့ရတော့ကျွန်တော်အန်အောပြီးမေးကြည့်သေးတယ်ဘလို့ဖြစ်တာလဲလို့ထောင်ခဏကြာဘူးလို့ထောင်အာနာပိုင်တွေကမှတ်မိနေပြီလေအလုတ်တန်းခံတာပဲလေးထွက်ပစံတောင်ရတယ်ဆိုလားဒီလိုနဲ့လအတန်ကြာကုန်လွန်ခဲ့ပြီးတနေ့မှာထောင်ဝါတာတယောက်ရောက်လာပြီး1116ငါနဲ့လိုက်ခဲလို့လာခေါ်ထုတ်တယ်ရုံးခန်းထဲထိုင်ခိုင်းပြီးစာတစောင်ဖတ်ပြတယ်လူရင်းက special release ရင်းနဲ့ကျွန်တော်ပါတဲ့အတွက်ထောင်ကလွှတ်ပေးလိုက်ပြီးခုချက်ချင်းပဲလာဝကရုံချုပ်ကအချုပ်ကိုပြောင်းမယ်ကျန်တဲ့ကိစ္စအဝါဝါသည်လာဝကဆက်လက်စီစဉ်မယ်တဲ့ထားပါပဲအော်စရာကောင်းတာကကျွန်တော်ထူးပြီးမပျော်ရွှင်သွားဘူးရဲ့ဘဝမှာအရာရာရှုံးနေခဲ့ပြီးမှတော့စောစောထွက်သွားတော့ဘာထူအောင်မှလဲဆိုရဲစိတ်ကြီးနဲ့ထုံပေပေကြီးဖြစ်နေတယ်အခန်းထဲပြန်ရောက်လာပြီးရေမိုးချိုးတယ်ထောင်ကိုပြန်အပ်ရမယ့်ပစ္စည်းတွေကိုပလတ်စတစ်ပုံလေးထဲထည့်တယ်ကျွန်တော်မိတ်ဆွေတွေကိုနှုတ်ဆက်တယ်ဗီယက်နမ်ကပိုင်း၌အရှေ့ဥရောပကဘန်ငွေထုတ်ဆက်ကိုဖောက်ထွင်းတဲ့လူဆိုးခိုင်းသားတွေအင်ဒိုနီးရှားဓမြမလေးရှားကဆေးချောက်ကုန်တဲ့အစရှိသဖြင့်တန်ရောစင်တွေ့တာခဲ့ရတဲ့လူတွေနဲ့ပွေဖက်နှုတ်ဆက်ကြတယ်သူတို့ဘလို့ပဲတတို့မှာတန်းချွေပြီးပြန်လည်ဆုံတွေ့ကြဖို့ချိန်ဆနေကြပေမဲ့ကျွန်တော်စိတ်ထဲမှာတေးချနေတာကဘရောမှပြန်မဆုံတော့ဘူးဆိုတာပါပဲရှားစွဲသားတွေဟာလည်းလူသားတွေပါပဲလားဆိုတာကျွန်တော်နားလည်သွားခဲ့ပေမဲ့သူတို့နဲ့အပြင်လောကမှာထပ်မံဆုံတွေ့ပြီးလူစိုးလူမိုက်တယောက်လောက်ရလောက်အောင်ကျွန်တော်မမိုက်မဲသေးပါဘူးလေအခန်းထဲကမထွက်ခင်မှာနေရံတွေပေါ်မှာရေးချစ်ထားတဲ့စာကြောင်းတွေကဗမာစာကြောင်းတွေရေးရှိမှကျွန်တော်ရက်ခဲ့တယ်ဘသူရေးသွားမှမသိတဲ့ဗမာစာကြောင်းလေးတွေအကိုကဲပါညီမလေးမေမေနဲ့ဖေဖေသားအိမ်ပြန်ချင်တယ်ကိုထွန်းနိုင်မြောက်ရီဒီနေရာကိုရောက်ခဲ့တယ်မခိုးဘူးမဝတ်ဘူးထမင်းငတ်လို့အလောက်လာလုံးမိပါတယ်အမေတော်ဆန်းစုကြည်ကဲပါချက်ကြီးကြောင်မြောင်းနဲ့အမေခုထိသူ့အိမ်ထဲကနေအပြင်ထွက်လို့မရသေးဘူးကိုချက်ကြီးရဘာပီယောလို့ကျွန်တော်သူ့စာကြောင်းအောက်မှာတပုတ်တန်အနှောက်နဲ့ရေးချစ်ခဲ့လိုက်တယ်ရေးချစ်ပြီးလို့ငေးမောနေစင်မှာပဲထောင်ဝါတာတွေရောက်လာတယ်1116ငါတို့နဲ့လိုက်ခဲ့ပါတဲ့ကျွန်တော်လူတွေကိုလက်ပြပြီးထွက်ခွာခဲ့ရပြီအိမ်အပြန်လာဗန်ဒါဘူဒါနာကလာဝကရုံချုပ်မှာရှိတဲ့မြေတိုက်ခန်းဟာနောက်တစ်ချိန်ပြန်အရောက်မှာငရဲကြီးရှစ်ထပ်ပဲအရင်တစ်ခါကနေခဲ့ပူပြီးသားပဲမဲ့လင်းလင်းချင်းချင်းကြည်ကြဲလွန်းလွန်းရှိလာတဲ့ထောင်ကနေမောင်ကြောင်ကြောင်မိသည့်အဝါရောင်တွေထွန်းထားတဲ့မြေတိုက်ခန်းတွေကအချုပ်ခန်းတွေကိုပြန်ရောက်လာတဲ့အခါစိတ်သက်ကြဆင်းစရာအင်မတန်ကောင်းလွန်းလာတယ်ဆိုထိုင်းပြီးအေးဆက်မောင်မဲနေတဲ့အချုပ်ခန်းတွေဟာလောကငရဲပါပဲငါကအလုံးပိတ်အမောင်ခန်းထဲကတော့မယူပဲပြန်ထွက်လာခဲ့တဲ့ကောင်မကွာလို့ကိုပြန်အားပေးနေရပြန်တယ်ကျွန်တော်မှတခြားသူတွေထက်သာတာကပတ်စပို့အမှန်အကန်လက်ထဲရှိနေတာရဲ့ရှာဖွေပုံစံနဲ့တင်သွားတဲ့ကိုပိုင်ပတ်စံဒေါ်လာ1000ခန်းထောင်ကပြန်ပေးလိုက်တော့လေရင်လက်မှတ်တန်းဝယ်ဖို့ရတာရဲ့ကြောင့်
ကြာနေစရာမလိုလေရင်လက်မှတ်ဖြတ်လို့ရတာနဲ့ပြန်လို့ရပြီဒီမြေတိုက်အချုပ်ခန်းတွေထဲမှာသွေးဆုပ်ဖုတ်ကောင်တွေလိုဖြူဖြော့ပြီးမျောလင့်ချက်မဲ့နေတဲ့ကောင်တွေအများကြီးပဲပြစ်ဒဏ်ကြခံပြီးပေမဲ့လက်ထဲမှာ passport မရှိလို့အိမ်ပြန်ပို့လို့မရသေးဘူးသက်ဆိုင်ရာတန်ယုံတွေကလိုက်လာပြီးယာယီ passport မလုပ်ပေးမချင်းဒီထဲမှာငရဲကြပြီးရောပဲအဲ့ဒီ passport ရပါပြီတဲ့လေရင်လက်မှတ်ဝယ်ရမယ်တပြားမှမရှိတဲ့ကောင်တွေဘယ်လိုလုပ်ကြမလဲအပြစ်မှာအဆက်အသွယ်ကြံနေသေးခဲ့တဲ့ကောင်တွေစီဖုန်းဆက်ခွင့်ပေးထားတဲ့အတွက်လေရင်လက်မှတ်လာဝယ်ပို့ပေးဖို့အကူအညီတောင်းရင်ရနိုင်ပေမဲ့အများစုကြီးကဘာအဆက်အသွယ်မှမရှိကြဘူးသူတို့ဘဝဘာဆက်ဖြစ်မယ်ဆိုတာလည်းမရေရအောင်မြေတိုက်ခန်းတွေကနောက်ထပ်လာပေါင်းများစွာဒီတိုင်းပစ်ထားတာပါပဲဘလောက်သွေးပြက်စရာကောင်းလွန်တဲ့ဘဝတွေလဲနေမညမမသိရတဲ့အချုပ်ခန်းတွေကမီးလုံးဝဝအောက်မှာခွေလဲပြီးနံရံတွေကိုပဲစိုက်ကြည့်နေကြရတယ်ကျွန်တော်လို passport ဝပတ်စံမှာလက်ထဲအတင်းရှိနေတဲ့ကောင်တော့အဲ့ဒီငရဲကြီးရှစ်ထက်ထဲ3ရက်နဲ့3ညတီတီအောင်အင်းနေခဲ့ရတာပေါ့ရောက်ချင်းကျွန်တော်အမှုကိုဂိုင်းတဲ့အရာရှိတန်းပြီးရောက်လာတယ်လူဘွားရဲ့ကံတရားဆိုတာထင်တော့မစိုးသေးပါဘူးချတဲ့ပြုံးပြီးအဲ့လိုပြောတယ်သူဘာလို့ဆိုလိုချင်မှန်းကျွန်တော်မသိပါဘူးထောင်ထဲအပြည့်မခံရတာကိုပြောတာထင်တာပဲအိမ်ပြန်ပြီးဘဝအသစ်တစ်ခုတီဆောက်ချီကွာမင်းရတစ်ချိန်ကျရင်လူတူဖြစ်မဲ့ကောင်းမှန်းငါအသေးအချာပြောရဲပါတယ်ငါညီရတဲ့ကျွန်တော်နာချင်းပဲပြုံးပြနေမိတယ်ကျွန်တော်ကိုလင်းရင်လက်မှတ်ချက်ချင်းဝယ်ပေးပါလို့ပြောတော့ချက်ချင်းရစီရမယ်လို့ခရီးပေးတယ်တညအိတ်တယ်စိတ်မရှိတော့ဘူးမနှင်းအောင်ဤတီးခံနေရတယ်ဝါချင်းမီးအောင်အောက်ကနေရဖြူတွေကလွဲပြီးဘာမှကြည့်စရာမရှိဘူးကျွန်တော်စိတ်ထဲအန်တိုနီဂရေးရဲ့ဆိုင်ကုန်ဝိထုတွေကဇက်ကွက်ကိုပြင်းပြမိသေးတယ်ဗီယက်နမ်စစ်ပွဲကာလမှာဖမ်းမိထားတဲ့ဗီယက်ကောင်ထိတ်တန်းခေါင်းဆောင်တယောက်ကိုအမေရိကန် CIA ကအေးဆက်နေတဲ့အခန်းထဲမှာနှစ်တွေချီအောင်ထည့်ထားတဲ့ဇက်ကွက်နေရတွေကိုလည်းဆေးအဖြူတွေကြီးပဲတုပ်ထားတာဆိုလားခုလေကျွန်တော်အခန်းအေးဆက်နေတာပဲနေရတွေကအဖြူတွေမျက်နှာချက်ပေါ်ကမီးလုံးအယောင်ကဝါချင်းစိတ်အင်မတန်ညှင်းညူတယ်ဗျာနေရပေါ်မှာဗမာလိုရေးချစ်ထားတဲ့စိတ်ဓာတ်မကျတဲ့ညီကိုတို့ရှေ့မှာရန်ကုန်ပဲဆိုတဲ့စာကြောင်းကိုပဲကြည့်ပြီးစိတ်ဖြည်နေရတယ်ဒုတိယနေ့မှာအမှုစစ်အရာရှိကျွန်တော်ကိုလာတွေ့ပြီးပြောတယ်လေရင်လက်မှတ်ဖြတ်ပြီးပြီတပတ်ခါနေလေရင်တဲ့ညအိပ်ပြီးရင်မင်းအိမ်ပြန်ရောက်ပြီကွာတဲ့ကျွန်တော်စိတ်အတော်ပေါ့သွားပြီစိတ်လက်ပေါ့ပါစွာနဲ့အဲ့ဒီညမှာအိပ်ပျော်ဖို့ကြိုးစားနေတော့ရုတ်တရက်ငရဲပွက်တလူတွေဖြစ်ကုန်တယ်ကျွန်တော်ဘေးအခန်းကလူကျွန်တော်ရောက်ကလေးကငုတ်တုတ်ငူကြီးထိုင်နေတာမလို့မရှားပဲထမင်းလာကျွေးလဲထမစားဘူးဒီမြေတိုက်ခန်းထဲရောက်နေတာဘလောက်ကြာပြီလဲမသိဘူးရဲ့ဇက်ကြီးကျိုးလို့အဲ့ဒီလူကရုတ်တရက်ဆက်ခနဲထားတယ်တန်နိုင်တွေကိုခေါင်းနဲ့ပြေးဆောင်တယ်ပါဇက်ကအာကောင်ချစ်ပြီးအော်တယ် I want to go home I want to go home တန်နိုင်ကိုခေါင်းနဲ့ပြေးဆောင်တဲ့အချိန်ဟာပြေးထန်လို့တော့ကျွန်တော်အခန်းဘက်ကတန်နိုင်တွေပါတုံခါနေတယ်သွေးလန့်နေတဲ့ကျွန်တော်အသေးချာကြည့်လိုက်မှမှတ်မိသွားတယ်ဖះကျွန်တော်ထောင်ထဲရောက်တဲ့ပထမဆုံးရက်တွေမှာအတူတူနေခဲ့ရဘူးတဲ့ကလားပါလားသွေးလူဖြစ်နေတဲ့သူ့မျက်နှာဟာမီးရောင်ဝါဝါအောက်မှာနာကျင်မှုတွေအပြည့်နဲ့တန်တိုင်းတွေကိုခေါင်းနဲ့ဆောင်းရင်တေးပစ်လိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီးနေမယ်ကျွန်တော်အော်တယ်အာကျန်တငယ်ချင်းအဲ့လိုမလုပ်ပါနဲ့ကွာဟျောမင်းတေသွားလိမ့်မယ်မလုပ်ပါနဲ့ကွာသူ့ကိုအော်ဟစ်တားမြစ်ရင်ကျွန်တော်ဘားပြစ်ပေါ်မှာမျက်ရည်စာတွေရွှဲနေနေတာပဲကျွန်တော်ကကိုစောက်ကြောပါတယ်လို့ဘလောက်ဟန်လုပ်ခဲ့ပေမဲ့အသေးနုတဲ့ခြာတိတ်ကလေးပါပဲလीနောက်ဘက်ကအရာရှိတွေရောက်လာပြီးအခန်းထဲတော့ဖွင့်ဝင်အတင်းချုပ်ထားတော့မှယူသွလူနီးပါဖြစ်နေတဲ့အာချန်ဟာငြိမ်သက်သွားတယ်တအီနဲ့ရှိုက်ငိုနေတယ်ဦးကောင်းတစ်ခုလုံးသွေးတွေချင်းနီလို့ရှက်အင်းကြီးတစ်ခုလုံးလဲသွေးတွေရွှဲနေပြီလေအာချန်ငါလေးတငယ်ချင်း116လေဗမာကောင်လေးကွာမင်းစိတ်ကိုထိန်းထားတော့မပူနဲ့မင်းအိမ်ပြန်ရလိုက်မယ်သိလားအော်ဖီဆာတို့အရာရှိမင်းတို့ဒီကောင်လေရင်လက်မှတ်ဖို့မရှိလို့မဟုတ်လားရှာဖွေပုံစံနဲ့တင်ထားတဲ့အထဲမှာကျွန်တော်ပတ်စံနေထောင်ချီပြီးရှိပါတယ်ဗျာသူ့လေရင်လက်မှတ်ဖို့ကျွန်တော်ပေးပါမယ်ဝယ်ပေးလိုက်ပါဗျာတနာပါတယ်ဝယ်ပေးလိုက်ပါကျွန်တော်ဒီဘက်အခန်းကနေအဲ့လိုတွေတွတ်အော်ပြောနေမိတယ်ဒေါ်လာလေး400-500နဲ့ကျွန်တော်မွဲမသွားပါဘူးလူတယောက်ယူသွတ်တိတ်ဆုံးသွားမှာကိုထိုင်ကြည့်နေရပါတယ်လားဗျာအာချန်ဟာဒီမြေတိုက်ထဲမှာလာပေါင်းများစွာကြာအောင်မျောလေးချက်မဲနေခဲ့ရရှာတယ်မလား
သူအိမ်ပြန်ပါစေတော့ဗျာသူ့မိသားစုနဲ့ပြန်ဆောင်ပါစေတော့လားလူမဆန်တဲ့ဒီနေရာကြီးကနေကျွန်တော်အခုအညီနဲ့လွတ်မြောက်သွားပါစေတော့လေ၄ရက်မြောက်နေ့မှာမြေတိုက်ခန်းထဲကနေရှေးကောက်မှာကျွန်တော်ခြေလက်ဆေးမျက်နှာတက်တယ်လက်ထဲရောက်လာတဲ့အဝတ်အိတ်ထဲကအသက်လွန်ဆုံးအဝတ်တစ်စုံကိုကျွန်တော်လဲဝတ်တယ်ဘေးအခန်းကဒီဘဝမှာဘရောမှပြန်မစုံတော့မဲ့ကလားအာချန်ကိုနှုတ်ဆက်တယ်လက်ထဲရောက်နေပြီဖြစ်တဲ့ပတ်စံအထက်ထဲက90တန်တရွက်ကိုသူ့အခန်းထဲထိုးထည့်ပေးရင်ပြောတယ်ဂျူဒီဖရီးမှာမင်းကလေးတွေအတွက်တခုခုဝယ်သွားလိုက်ကွာလို့နောက်2ရက်နေရင်သူပြန်လို့ရပြီတဲ့ကျွန်တော်အမှုစစ်အရာရှိလာခေါ်လို့လေးစိတ်ဆင်းမှုအခန်းထဲကထွက်ခိုင်းနေမှာကျွန်တော်အာချန်ကိုလက်ပြတယ် Goodbye my friend လို့နှုတ်ဆက်တော့သူမျက်ရည်ကျနေတယ်လေးစိတ်သွားရလမ်းပေါ်ကအချုပ်ကားပေါ်မှာကျွန်တော်နဲ့အတူယိုရီးယားပြည်စားတွေအပြည့်ပဲယောက်ျားလေးဆိုလို့ကျွန်တော်တယောက်တည်းအချုပ်ကားပေါ်ပါလာတဲ့အဆောင်ရဲမိကကျွန်တော်ကိုပြုံးပြရင်လှမ်းမိတယ်နေရဘာအမှုလဲတဲ့စင်းရဲမဲ့မွဲတေမှုလို့ခက်ပြက်ပြက်ပြန်ဖြေရင်လမ်းမေးဝဲရကိုငေးကြည့်ရင်အတွေးတွေကဟိုရောက်ဒီရောက်ပေါ့လေစိတ်ထဲရောက်တော့နေရထိုင်ရတာတိတ်အဆင်မပြေဘူးယိုရီးယားပြည်စားမတွေနဲ့အတူတူအတွဲလိုက်ကြီးလက်ထိတ်ခတ်ပြီးခေါ်သွားတာဆိုတော့လူတွေဝိုင်းကြည့်နေတာရဲ့ငါမြန်ယိုရီးယားဖာကောင်းထင်နေကြပြီလားလို့တွေးပြီးကို့ဘဝကိုရှက်ရွံ့တာကြီးနေမိသလိုပဲဒါမဲ့တိတ်မကြပါဘူးလေရင်ပေါ်ရောက်သွားတယ်လေရင်ပေါ်ရောက်မှလက်ထိတ်ဖြုတ်ပြီးတော့ကျွန်တော်ကိုခီးသည်တွေကစူးစမ်းတဲ့အကြည့်နဲ့ကြည့်နေကြတာပေါ့ကို့ခုံမှာကိုဝင်ထိုင်ပြီးမျက်လုံးစုံမိတ်ထားလိုက်မိတယ်လေရင်ထွက်ပြီးမေးကနေအိပ်ပျော်သွားတယ်လူတယောက်ကပခုံးကိုလာပုတ်နှိုးလို့ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့လေရင်ပေါင်ဖြစ်နေတယ်ကျွန်တော်ကိုအပြုံးချူချူနဲ့ပြုံးပြပြီးဘာစားမလဲတဲ့ကျွန်တော်ခေါင်းခါပြတယ်ဟာနည်းနည်းတော့စားပါညီလေးရတဲ့ဖိုက်တဲ့အစားရှိတော့နေတာတာပေါ့လို့အတင်းတိုက်တွန်းလို့ကျွန်တော်ယူစားတယ်လေရင်မောင်ဟာကျွန်တော်ဘေးကခုံအလွတ်မှဝင်ထိုင်ပြီးစကားစမိပြောတယ်ဖြစ်သမျှအကြောင်းအကောင်းကြီးပဲကွာနောက်2 နာရီဆိုရင်ရန်ကုန်ရောက်ပြီဒီလေရင်ပေါ်ကလူတွေနဲ့မင်းနဲ့မသိပါဘူးရှက်မနေနဲ့ဒီမျက်လုံးတွေအောက်ကခဏနေရင်လွတ်တော့မှာအာတင်ထားလို့အားပေးတယ်သူရဲ့ကျင်နာတတ်တဲ့နှလုံးသားကိုကျွန်တော်မှတ်တမ်းတင်မိခဲ့ပါတယ်မင်္ဂလာတုံလေစိတ်ကိုလေရင်စိုက်တယ်ဘာမှအခက်အခဲမရှိပဲနောက်ဘက်ကကောင်တာကိုကျွန်တော်ဖြတ်နိုင်ခဲ့တယ်ကောင်တာထိုင်တဲ့အရာရှိကကျွန်တော်တို့ငငယ်ကနာမည်ကြီးဘောလုံးသမားပဲအခွန်မဆောင်လာဘူးလားလို့မေးပြီးနည်းနည်းရစ်ဖို့ကြိုးစားသေးတယ်ကျုပ်ထောင်ကထွက်လာတာလို့ဖူတော်လိုက်မှဘာမှမပြောတော့ပဲလွတ်ပေးလိုက်တယ်လေစိတ်အပြင်ဘက်ကိုရောက်သွားတာနဲ့ပုတ်အနံ့တွေရတယ်ကွန်းသွေးဝက်တွေဟွန်နာဒီနာလမ်းဘေးမှာအမိုက်တွေအရာရာဟာညစ်ထေးဟောင်းနှွမ်းစုပ်ပြက်နေစေပဲလေစိတ်ထဲက duty free ဆိုင်ကဝယ်လာတဲ့9-3 လုံး cigarette တွေကိုပလက်ဖောင်းပေါ်ထိုင်ရင်အဆက်မပြတ်ဖွာနေမိတယ်မိုးကချုပ်စားပြူလာပြီဖယ်သွားရမှမသိဘူးcigarette မတောက်တာကြာပြီမို့လူကမူးရိပ်နေရဲ့တက္ကစီတစ်စီးငှားပြီးလှဲတန်းဘက်ရောက်သွားတော့မီးပြတ်နေတယ်ရာသီဥတုကပူလောင်အိုက်ဆက်နေရတဲ့အထဲမောင်ကြောက်ကြီးမီးစက်တွေရဲ့တပြဲပြဲအော်မီတန်တွေကစူညံနေတာပဲနွမ်းဖက်ပြီးပျော်ရွှင်မှုပျောက်ဆုံးနေဟန်တူတဲ့လူတွေကတိုးဝေပြီးသွားလာနေကြတယ်အိတ်တလုံးလက်ကဆွဲပြီးလှဲတန်းမီးပွိုင်နာမှာရှက်နေတဲ့ကျွန်တော်ဟာပဝင်းကျင်အစ်စ်ကိုဘလို့မှလက်ခံနိုင်စွမ်းမရှိသေးဘူးငါဟာပစ်စန်ထရစ်အရက်ကိုရောက်နေပါကောလားလို့တွေးနေမိတယ်အိတ်ကိုဒီရွဆွဲရင်လှဲတန်းအဝိုင်းပေးနာကတဲအိမ်လေးနဲ့ဖုန်းဆိုင်တစ်ခုကိုရောက်သွားတယ် overseas ဖုန်းခေါ်ဆိုနိုင်သည်တဲ့ဆိုင်းပုတ်လေးချိတ်ဆွဲထားတာကိုမြင်ရတယ်တန်စကားတစ်ဖက်ကဝန်ထမ်းအမျိုးသမီးကိုအေးဆက်ဆက်အတန်းနဲ့လှမ်းမိတယ်စင်ကာပူကိုခေါ်လို့ရမလားဖုန်းနံပါတ်ပြောပါ9022ခေါ်နေပါပြီဖုန်းကွက်လက်ထဲရောက်လာတယ်နှရွက်မှာကတ်ထားတယ်ရှင်ထဲမှာတဒိတ်ဒိတ်နဲ့ရဲ့ဟယ်လိုမေရီပြောနေပါတယ်ဟယ်လိုဘယ်သူလဲဆက်နားမထောင်ရဲတော့ကရုံကရင်နဲ့ဖုန်းကွက်ကိုဖုန်းအိမ်ပေါ်ကွက်ခနဲ့ချပစ်လိုက်မိတယ်ဘလောက်ကြလဲဖုန်းဆိုင်ကကောင်မလေးဟာကျွန်တော်ကိုအန်အော်တကြီးငေးကြည့်လို့ရဲ့လှဲတန်းအဝိုင်းဘေးကဖုန်းဆိုင်လေးကကျွန်တော်အိတ်ဆွဲပြီးတရီးတရိုင်နဲ့ထွက်လာခဲ့တယ်ကျွန်တော်ဟာလူမဟုတ်တော့အသက်မရှိတော့တဲ့ရုပ်အလောင်းကောင်တစ်ခုပဲအဲ့ဒီအလောင်းကောင်ဟာခြေဥတက်ရာရှောက်နေရင်ပါဇက်ကကြောင်ကရန်းတွေရေရွတ်နေမိတယ်မေရီရေငါချစ်လေးရေဘလက်ဒီမေရီလေးရေကန်ဆိုးမလေးရေငါ့ကိုခွင့်လွတ်ပါ
ငါမင်းစီပြန်မလာနိုင်တော့ဘူးကွာ Nostalgia လန်ဒန်အိုလံပစ်ပွဲတော်ကာလကြီးပေါ့ဟီသရိုးလေစိမ့်မှာလူတွေပြည့်ကျက်နေတာပဲဒီကမ္ဘာလုံးကလူတွေဟာအင်္ဂလန်ကိုပဲဥတီပြီးလာနေကြသလားမှတ်ရတယ်အင်္ဂလန်တနေရာတည်းတွေမကပါဘူး UK လို့ခေါ်တဲ့ United Kingdom နယ်နိမိတ်ထဲပါတဲ့နေရာတွေကိုဥဒဟိုသွားလာနေကြတယ်အိုလံပစ်ဘောလုံးပွဲတွေကမြို့ကြီးတွေမှာပတ်ချာလေးကျင်းပတာမဟုတ်လားအသားရည်အယောင်သွေးစုံလင်လွန်းနေတဲ့လူအုပ်ကြီးကိုကြည့်ပြီးကျွန်တော်တောင်ရွှင်မျိုးတလူလိုဖြစ်လာတယ်ကြားနေရတဲ့ဘာသာစကားတွေကလည်းအမျိုးမျိုးပဲကျွန်တော်ကခရီးထွက်ရင်ပြန်ရောက်လာတာရဲ့လန်ဒန်ကခရီးဆုံးမဟုတ်သေးဘူးအင်္ဂလန်အရှေ့မြောက်ဘက်ကမြို့ကြီးတစ်မြို့စီကိုလေယာဉ်နောက်တစ်ဆင့်ဆက်စီရအောင်ပါလူကပင်ပန်းတွန်းနေလွန်လာပြီနောက်ထပ်တစ်နာရီလောက်လေယာဉ်စီးပြီးရင်လေဆိပ်ကနေမက်ထရိုလို့ခေါ်တဲ့မြို့ရင်းပြေးတဲ့ရထားကိုမိနစ်40လောက်ထပ်စီမှအိမ်ပြန်ရောက်မှာမြန်မြန်အိမ်ရောက်ပြီးနားကျင်လာပါပြီနေအောင်ကြီးတောက်ပလုံးတဲ့နွေရာသီကြီးပါလူတွေပြည့်ရှံနေတဲ့ဒီလေဆိပ်ကြီးဟာမုံကျက်လွန်နေတယ်ဇင်ရောငှက်အော်မီတန်တွေစူညံနေပြီးလေနူအေးလေးတွေတိုက်နေမယ်ပင်လယ်ကမ်းဆက်ကကျွန်တော်မြို့စီရောက်တာနဲ့အိမ်ကိုတန်းပြန်မယ်ရေမိုးချိုးမယ်ပေါ့ပေါ့ပါပါအဝတ်အစားလေးတွေဝတ်ပြီးအိမ်သားကအနောက်ခွက်အိမ်သားကအနောက်ခွက်ထောင်းလမ်းတောင်းကအရက်ဘားမှာတစ်ခွက်တစ်ဖလာသွားချအောင်ပါပါလို့တွေးနေမိရဲ့ဗြိတိရှအေယာဝေးလေယာဉ်ခီးအမှတ် BA1334 ဖြင့်လိုက်ပါမည့်ခီးသည်များဟောခေါ်ပြီးပြားဆိုပြီးကြောဘိုးအိတ်ကိုစက္ကနဲ့ဆွဲယူပြီးကြောမှာပိုးရင်ထားတယ်။ဘာရင်မဟုတ်ကျွန်တော်ရှေ့တက်တဲ့မှန်ချက်ကြီးကိုမရည်ရွယ်ပဲလှမ်းကြည့်မိသွားတယ်။အရှိတိုင်းသူမိမတယောက်ရဲ့ကျွန်တော်ကိုမှန်ချက်ကြီးရဲ့တစ်ဖက်ကနေစူးစိုက်ပြီးကြည့်နေတာဗျာ။သူ့မျက်နှာကအံ့ဩတုန်လှုပ်နေတဲ့ပုံပဲ။ကလေးတယောက်ကိုပွေ့ချီထားပြီးနောက်ကလေးတယောက်ကိုလက်ကဆွဲထားတယ်။ရှင်ဘက်ထဲမှာထိတ်ခနဲပဲ။အိုးမေရီမဟုတ်လားကွယ်။တခါကကျွန်တော်ရဲ့ချစ်လာစွာသောဘလက်ဒီမေရီလေးရဲ့ဆယ်စုနှစ်တစ်ခုကြာသွားတာတော့ဒီရုပ်ဒီရည်အတိုင်းပါပဲလားကွယ်။ဘာမှပြောင်းလဲမသွားပါလား။ကျွန်တော်ကိုအသေးအချာမှတ်မိဟန်နဲ့တွေ့ကလေးစိုက်ကြည့်နေရှာတယ်။ကျွန်တော်ကလည်းဟိုစဉ်ကသူမြင်ဘူးခဲ့သလိုစပင်ကုတ်ထောက်နေပဲ။ဘလို့ကန်တရားကြောင့်ဒီလိုကြီးပြန်လာဆုံရတာလဲဗျာ။ကျွန်တော်ဘာလုပ်ရမလဲ။စကားလေးလှမ်းပြောလို့မရအောင်။မှန်ချက်ကြီးကအလဲမှာချားထားတယ်။ဟေးအချစ်ကားဘလက်ဒီမေရီလေးကဘာကြီးရဲ့ချင်းချင်းလေးပါလားနော်။ငါထောင်ကျသွားခဲ့တာအချစ်ဟာ။ငါနင့်ကိုရှောင်ပုန်းသွားခဲ့တာမဟုတ်ရပါဘူးလေ။ငါလေနင့်ကိုဒီတစ်သက်ပြန်မမြင်ရတော့ဘူးမှတ်နေခဲ့တာဟာ။နင်အိမ်အောင်ကျခဲ့ပြီပေါ့။အေးလေနှစ်တွေအများကြီးကြာသွားခဲ့ပြီ။ကလေးတွေကချောလိုက်တာဟာနင်းရုပ်လေးတွေအတိုင်းပဲပြန်မလာနိုင်ခဲ့တဲ့ငါ့ကိုခွင့်လွှတ်တယ်မဟုတ်လားဟမ်နောက်တစ်ဘဝဆိုရတကယ်ရှိသေးမယ်ဆိုရင်ငါနေနဲ့ပြန်ဆောင်ရပါစေလို့ဆုတောင်းနေမယ်ဟာဒီမဲ့ကြီးငါဝတ်ထားတဲ့ချင်းပန်လေးလေနေဝယ်ပေးထားတဲ့ဟာလေးဝတ်လို့ရနေသေးရဲ့တွေ့လားခုထိရိုးရိုးသေးသေးတိမ့်ထားတာငါဘဝကဘာမှမပြောင်းသေးပါဘူးဟာခုထိကူလီထမ်းနေရတော့မယ်နိုင်ငံပြောင်းပြီးကူလီထမ်းနေဖို့ဟာတခုပဲနင်ဖြစ်စေခြင်းနဲ့ပညာတတ်ကြီးဖြစ်ဖို့လမ်းခုလက်ရောက်နေပြီတိလားနင်ပြောရမလားဒီလိုကြားရတော့နင်အိမ်တော်နဲ့ရောအဆင်ပြေရမလားအဆင်ပြေပါစေဟာတခါတော့နင့်ကို Bloody Mary လေးလို့ခေါ်တတ်တဲ့တပြေတရွာကကူလီထမ်းတဲ့ရီစာဟောင်းလွမ်းမိမှာပေါ့ဟုတ်တယ်မလားမညာကြီးဟာလွမ်းရင်လွမ်းနေပေါ့ဟေးငါတော့မတော်တဆတော့ကံပါလို့အိမ်အောင်ကြခဲ့ရင်သမီးလေးမွေးမှာသိလားနာမည်ကိုတော့မေရီလို့ပေးဖြစ်မယ်စိတ်ကောင်းနှလုံးကောင်းရှိပြီးလူဒန်းစားမခွဲခြားတတ်တဲ့နင့်လိုမိမ့်မပြူလေးဖြစ်စေခြင်းနဲ့ဟာဂိုင်းနေကျင်တတ်တယ်မလားငါကြံစီကိုအားမရလိုက်တာဟာဒီမှန်ချက်ကြီးကလည်းဘာကိစ္စချားထားရတာတော့စိတ်ထဲကအဲ့လိုတွေအဆက်မပြတ်ပြောနေရင်မှန်ချက်ကြီးကိုထွင်းဖောက်ပြီးတခါကကျွန်တော်အချစ်ကလေးရဲ့ဆွေးရည်မျက်ဝန်းတွေကိုငေးကြည့်နေမိတယ်ဗြိတိရှ Airways လေယာဉ်ခီးစဉ်အမှတ် BA1334 ဖြင့်လိုက်ပါမည့်ခီးသည်များငါသွားပြီနော်အချစ်ငါသွားပြန်ပြီ Bloody Mary လေးဟာဘဝမှာမတော်တဆပြန်ဆုံခဲ့တာတော့စကားလေးတစ်ခွန်းပြောခွင့်မရရှာတဲ့ငါတို့ကံကြမ္မာကိုပဲ
ရှိုးမဲ့ဖွဲ့လိုက်ကြပါစို့ဟာ Goodbye my little Bloody Mary ကျွန်တော်ဟာတခါကသူချစ်ခဲ့ဘူးတဲ့ဗမာရွှေပြောင်းကူလီလေးပဲတေချာသွားအောင်တစ်ချက်ပြုံးပြလိုက်ရင်ခြာကနေလဲထွက်ခဲ့တယ်သူဘလို့ကြံရစ်ခဲ့ရှာလဲတော့မသိတော့ပါဘူးလေလေးရီစီကိုအပြေးတစ်ပိုင်းသွားနေတဲ့ကျွန်တော်ရှင်ဘက်ထဲမှာဘယ်တော့မှမကြုံဘူးခဲ့တဲ့ဝမ်းနဲ့အားငယ်မှုကြီးဗျာတနာရီခွဲလောက်ကြာသွားတဲ့အခါကျွန်တော်ဟာအိုလံပစ်ပရိသတ်တွေအပြည့်ပါလာတဲ့မက်ထရိုရထားပေါ်မှာခေါင်းကိုက်ဆိုင်ပြီးစီးနှင်းနေတယ်အော်ဟစ်ဆူညံပျော်ရွှင်နေတဲ့လူတွေကိုဥပိ္ပခါပြုထားရင်ရထားလမ်းဘေးကအမိုးနီနီနဲ့အိမ်သေးသေးလေးတွေကောက်ရိုးထုံးအဝါရောင်တွေလယ်ကွင်းတွေကိုအထိပ္ပယ်မဲ့ငေးမောနေမိတယ်နောက်ဘူတာစီဘန်ဆိုတဲ့ကြော်ညာတန်ကြားတဲ့အခါစက်ခနဲ့သတိဝင်လာတယ်အိမ်မပြန်ချင်သေးဘူးဒီရွာလေးမှာဆင်းနေရိတ်ခဲ့မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဘူတာယုံသေးသေးလေးမှာဆင်းလိုက်တယ်စီဘန်လောင်ကျွမ်းတဲ့ပင်လေတဲ့နာမည်ကပင်လယ်ဘေးကအရက်ဘားဆိုင်လေးစီရောက်တော့ဘားအပြင်ဘက်ကစပွဲတစ်ခုမှထိုင်တယ်ပင်လယ်ကမ်းခြေကိုလှိုင်းကောင်းဖြူဖြူတွေလာပုတ်နေတဲ့မြင်ကွင်းကိုငေးတယ်လက်ဆက်တဲ့လေအေးတွေကတဝူဝူတိုက်ခတ်နေတော့စိတ်ထောင်းကိုချေဖြစ်လာတဲ့ကျွန်တော်နင်းနေနေတာထိုင်တာရှိသွားတယ် Bushmeal တစ်စိတ် Irish whiskey နှစ်ပတ်မှားပြီးစက်တိုင်းမော့ပြလိုက်တယ်ကျောဘိုးအိတ်ထဲကဒန်ဟီစီကလပ်ဘူးကိုထုတ်ပြီးဖွာတယ် Bushmeal နှစ်ပတ်ထပ်မှာပြီးဖြည်းဖြည်းချင်းတောက်တယ် Irish whiskey ၄ပတ်အရှိန်နဲ့ကျွန်တော်နည်းနည်းပျော်ရွှင်စားပြုတ်လာတယ်ညနေဆောင်သွားပေမဲ့ຫນွေရာသီမှုနေရောင်ကမပြောက်သေးဘူးလင်းချင်းနေတော့မယ်ရီဝေဝေအပြာရောင်ပင်လယ်ကြီးနဲ့ကြည်လင်နေတဲ့ကောင်းကင်တွေကဖြူဆွတ်ဆွတ်တိမ်တွေကိုငေးတယ်စစ်ကလပ်ကိုမြင်းပြီးဖွာတယ်တပြေးပြေးနဲ့အဲ့ဒါတွေဟာကျွန်တော်အတွက်ရုပ်ရှင်ပိတ်ကားကြီးဖြစ်လာတယ်ပင်လယ်ပြာနဲ့ကောင်းကင်အပြာရောင်တွေပေါ်မှာပုံရိပ်တွေတစ်ဖြက်ဖြက်ပြေးနေတယ်သရုပ်ဆောင်တွေအများကြီးပဲချူးနဲ့နီယိုကန်ထရိုက်တာမောင်နီငါးသမားကိုလာဝင်းတောင်စလက်ပန်းဆိုတဲ့အမကြီးဖိုးရှောင်တဲ့တရုတ်မလေးမာနယ်ဘလော့စကန်ကတိုင်းရင်းသားရဲဘော်တွေနဲ့သူတို့တည်ထားတဲ့ထုံးစည်ကြီးလေးအလောင်းဖျားမင်းမန်နီရိုလန်အလုံးကိုဖြူကိုစောကြီးအသေးလေးစီနိုကိုလုကဗမာထွက်ရက်ခိုင်းကိုအာနူဥပုံညချင်းမီတန်အချုပ်ကားတဲ့ကိုအောင်သူကဗီယက်နမ်ကပိုင်း၌မလေးရှားဆေးချောက်ကုန်တယ်အင်ဒိုနီးရှားဓမြအရှေ့ဥရောပက ATM ဆက်ဖောက်ထွင်းတဲ့ခိုင်းကျင်းနာတတ်တဲ့လာဝကအရာရှိလေးတန်တိုင်းတွေကိုခေါင်းနဲ့ပြေးဆောင်တဲ့ကလားအားချင်နောက်ဆုံးအမိုဂရိုတောင်ကုန်းလေးပေါ်ကအပြစ်ကင်းစင်တဲ့ကောင်လေးနဲ့ကောင်ပါလေးနေလုံးနီနီဟာပင်လယ်ထဲတပိုင်းတစနစ်မြုပ်သွားခဲ့ပြီရုပ်ရှင်စကားကြီးလည်းဆက်သိမ်းသွားပြီစပင်ရှိရှိနဲ့လူတယောက်ဟာပင်လယ်ပြင်ကြီးရဲ့အစွန်းတစ်ဖက်ကမိုးကုတ်ဆော့ပိုင်းကိုဆွေးရည်ရင်ငေးကြည့်ရင်သူ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုလက်ဖမိုးနဲ့ပုတ်တက်နေခဲ့တယ်ကဲဒီနေ့မှာတော့ပါပီယွန်ရဲ့ Goodbye Bloody Mary ဝတ္ထုလေးကဆက်သိမ်းသွားခဲ့ပါပြီရှင်အစအဆုံးကိုစိတ်ရှိရှိနဲ့ခုချိန်ထိနားထောင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လည်းဝတ္ထုကောင်းလေးတွေဒီထက်ပိုပြီးတော့ဖတ်ပြပေးနိုင်အောင်လို့ဒီဘက်ကစူးစမ်းပေးပါမယ်ရှင်တကယ်လို့အချိန်ကြာသွားခဲ့ဆိုလို့ရှိရင်လည်းကြိုနားလဲပေးကြပါကျမကြီးအခြေအနေကလည်းဒီရက်ထဲမှာနည်းနည်းလေးမကောင်းချင်ဘူးပေါ့နော်ဆိုတော့ကတိတ်ပြီးတော့ကျမကြီးကောင်းတဲ့လူလည်းမဟုတ်တော့ကြိုနည်းနည်းလေးတော့အချိန်တကယ်လို့ကြာခဲ့ရဆိုလို့ရှိရင်လည်းအချိန်လေးစောင့်ပေးဖို့အတွက်မြေတားရက်ခံချင်ပါတယ်ရှင်ဆိုတော့အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်